မိသားစုအိမ်တအိမ်လုံး 兄が私たち一家を支えてくれている。 အကိုကကျွန်တော်တို့မိသားစုတစ်စုလုံးကိုထောက်ပံ့ပေးနေတယ် ありがたい。 ကျေးဇူးတင်စရာကောင်းသော ありがたい家族は本当にありがたい存在だ。 မိသားစုဆိုတာတကယ်ကျေးဇူးတင်စရာကောင်းတဲ့တည်ရှိမှုပါ 向き合う。 ရင်ဆိုင်သည်မျက်နှာချင်းဆိုင်ဖြည့်ရှင်းသည် 家族みんなで問題に向き合っている。 မိသားစုအားလုံးပြဿနာကိုအတူတကွရင်ဆိုင်နေကြတယ် つくづく。 လေးလေးနက်နက်အထူးသဖြင့် 最近、家族のありがたさをつくづくと感じる。 ဒီနေ့တလောမိသားစုရဲ့တန်ဖိုးကိုလေးလေးနက်နက်ခံစားမိတယ် 養う。 ကျွေးမွေးပြုစုသည် 父は一生懸命働いて、家族を養っている。 အဖေကအာသွန်ခွန်ဆိုင်အလုပ်လုပ်ပြီးမိသားစုကိုကျွေးမွေးနေတယ် 役目。 တာဝန် 子供を育てることが親の役目だ。 ကလေးကိုပြုစုပြောထောင်ခြင်းကမိဘရဲ့တာဝန်ဖြစ်တယ် 甘える。 ချွဲနွဲ့သည်အားကိုးသည် 妹は子供の頃から母に甘えている。 ညီမလေးကငယ်ငယ်ကလေးကအမေကိုအားကိုးနေတယ် 甘やかす。 အလိုလိုက်သည် 世間知らず。 လောကအတွေ့အကြုံနေသူ 父に、お前は世間知らずだ、と言われた。 ဖေကမင်းကလောကအတွေ့အကြုံမရှိသေးဘူးလို့ပြောခဲ့တယ် しつけ。 တုံတင်ဆုံးမခြင်း 子供のしつけは親の義務だ。 ကလေးကိုတုံတင်ဆုံးမပေးတာကမိဘရဲ့တာဝန်ဖြစ်တယ် しつける。 တုံတင်ဆုံးမသည် 言いつける。 တင်းကျပ်စွာအမိန့်ပေးသည်ခိုင်းစေသည် 母に買い物を言いつけられた。 အမေကဈေးဝယ်ဖို့ခိုင်းလိုက်တယ် 自立する。 ကိုယ့်ခြေထောက်ပေါ်ကိုရက်တီသည်လွတ်လပ်စွာနေထိုင်သည် 兄は自立して一人暮らしをしている。 အကိုကကိုယ့်အားကိုကိုးပြီးတယောက်တည်းနေထိုင်နေတယ် 言い出す。 စတင်ပြောဆိုသည်ထုတ်ဖော်ပြောသည် 妹はアメリカに語学留学したいと言い出した。 ညီမလေးကအမေရိကမှာဘာသာစကားသင်ဖို့သွားကျင်တယ်လို့စပြောလာတယ် 意思。 ဆန္ဒစိတ်ဆန္ဒ 親に自分の意思を伝えるのは難しい。 မိဘကိုကိုယ်စိတ်ဆန္ဒကိုပြောပြဖို့ကခက်ခဲတယ် 尊重する。 လေးစားသည်တန်ဖိုးထားသည် 両親はいつも私の意見を尊重してくれる。 မိဘနှစ်ပါးကအမြဲတမ်းကျွန်တော်အမြင်ကိုလေးစားပေးတယ် 説得する。 နားချသည်ဖြောင်းဖြသည် 父は私の留学に反対だったが、母が説得してくれた。 အဖေကကျွန်တော်ရဲ့ပညာတော်တင်သွားတာကိုသဘောမတူပေမဲ့အမေကဖြောင်းဖြပေးခဲ့တယ် 納得する。 သဘောပေါက်လက်ခံသည် 父は私の留学をやっと納得してくれた。 အဖေကကျွန်တော်ရဲ့ပညာတော်တင်သွားတာကိုနောက်ဆုံးတော့လက်ခံသဘောပေါက်ပေးခဲ့တယ် 逆らう。 စန့်ကျင်သည်အာခံသည် 若い時はよく親に逆らった。 ငငယ်တုန်းကမိဘကိုမကြာခဏအာခံခဲ့တယ် 抵抗する。 ခုခံသည်စန့်ကျင်သည် 反省する。 ပြန်လည်သုံးသပ်သည်နောင်တရသည် 昔親に逆らったことを今は反省している。 အရင်တုန်းကမိဘကိုအာခံခဲ့တာကိုအခုနောင်တရပြီးပြန်လည်သုံးသပ်နေတယ် 反省会。 ကဲဖြတ်ဆွေးနွေးပွဲ 放っておく。 ထားလိုက်သည်ဂယုမဆိုင်ပဲထားသည် 父はいちいちうるさい。放っておいてほしい。 ဖေကအသေးစိတ်တိုင်းပြောလွန်းတယ်ကျွန်တော်ကိုဒီတိုင်းထားစေခြင်းနဲ့ 介護する。 ပြုစုဆောင်ရှောက်သည် 家族みんなで祖母を介護している。 မိသားစုအားလုံးအဖွားကိုပြုစုဆောင်ရှောက်နေကြတယ် 介護士。 အိမ်တို့လာရောက်ပြုစုဆောင်ရှောက်ပေးသူ 世代。 မျိုးဆက် 世代が違うと話し合わないこともある。 မျိုးဆက်မတူရင်အမြင်မကိုက်တာတွေလည်းရှိတတ်တယ် 世代交代。 မျိုးဆက်ပြောင်းလဲခြင်း 継ぐ。 အမွေဆက်ခံသည်ဆက်လက်လုပ်ကင်သည် 来年、父の会社を継ぐことになった。 နောက်နှစ်မှာအဖေရဲ့ကုမ္ပဏီကိုဆက်ခံရတော့မယ် 受け継ぐ。 အမွေခံဆက်ခံသည်လက်ဆင့်ကမ်းသည် 妊娠する。 ကိုယ်ဝင်ရှိသည် 妹は妊娠3ヶ月だ。 ညီမလေးကကိုယ်ဝင်3လရှိပြီ 産婦人科。 တားဖွားမိရဲ့ဌာန 妊婦。 ကိုယ်ဝင်ဆောင်မျိုးသမီး 出産する。 ကလေးမွေးဖွားသည် 実家の近くの病院で出産することにした。 မိဘအိမ်သားကဆေးရုံမှာကလေးမွေးဖို့ဆုံးဖြတ်ခဲ့တယ် 出産祝い。 ကလေးမွေးဖွားအတွက်လက်ဆောင်ကုန်ပြုပွဲ 産む。 မွေးဖွားသည်မိခင်ကကလေးမွေး 姉は20歳の時に長男を産んだ。 အမကအသက်20အရွယ်မှာသားဦးကိုမွေးခဲ့တယ် 生まれる。 မွေးဖွားလာသည် 高学年。 အထက်တန်းအဆင့် 高収入。 ဝင်ငွေမြင့်ခြင်း
高性能、 လှုပ်ဆောင်ရည်မြင့်ခြင်းစွမ်းဆောင်ရည်ကောင်းခြင်း 気圧、 လေဖိအားမြင့် 高血圧、 သွေးတိုးယောဂသွေးဖိအားမြင့်